လောကကြီးမှာဗုဒ္ဓမြတ်စွာကဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်နော်ဒုံလဘပုဂ္ဂိုလ်2ယောက်ရှိတယ်ဆိုလို့တကူကဆိုအခါတွင်းမှာသင်္ကန်းဝတ်နေတဲ့ကိုတော်ကြီးတွေကိုပြောတယ်လို့ထင်မင်းတယ်အိုးဟုတ်တယ်မလားနော်ဒုံလဘဆိုတဲ့စကားလုံးလေးကလည်းမှတ်ထားအောင်နေရာတိုင်းမှာမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တယ်ဟုတ်တယ်မလားတနည်းအားဖြင့်ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်ယရနာဆိုတဲ့စကားလုံးလေးနဲ့တူတယ်ယရနာဆိုတာနေရာတိုင်းမတွေ့နိုင်ဘူးဟုတ်တယ်မလားဟိုးမိုးကုန်းမှာရှိတဲ့အနီတွေအစိမ့်တွေနေရာတိုင်းမတွေ့နိုင်ဘူးဒါကြောင့်မို့သူ့ကိုယရနာလို့ခေါ်တာရတနာတဲ့ပါဠိစကားလုံးလေးကသုံးရင်တော့ဟုတ်တယ်မလားရှားပါလို့နေရာတိုင်းမှာမတွေ့နိုင်လို့သူ့ကိုယရနာလို့ခေါ်တာဒုံလဘဆိုတဲ့စကားလုံးလေးရတယ်အဲ့ဒီအဓိပ္ပာယ်ပဲရှားပါတယ်လေနေရာတိုင်းမတွေ့နိုင်ဘူးလို့အဓိပ္ပာယ်ထွက်တာဟုတ်တယ်မလားဟိုးအနီတွေအစိမ့်တွေအပြာတွေကဟောဒီလိုဂဝုံကြောက်တွေလိုပေါ်နေပြီးတော့ဂဝုံကြောက်တွေကရှားကြည့်ပေါ့ဒီဂဝုံကြောက်တွေလမ်းခင်းတဲ့ဂဝုံကြောက်တွေကယရနာမဖြစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးဟုတ်တယ်မလားအခုကြတော့ဟိုမှာအင်မတန်ရှားပါတဲ့မိုးကုတ်တို့ဖားကန့်တို့မှာထွက်တဲ့အဖြူတွေအနီတွေအစိမ့်တွေအဝါတွေကြမှာယရနာလို့ခေါ်ပြီးတော့ဒီလမ်းဘေးမှာတွေ့နေတဲ့လမ်းခင်းတဲ့ဂဝုံကြောက်တွေဘယ်သူမှယရနာလို့မသုံးဘူးဗျာဟုတ်ပြီလားနော်ဒါကြောင့်မို့လို့တွေ့ခဲကြုံခဲလို့ယရနာလို့ခေါ်တယ်အဲ့ဒီယရနာဒုံလဘဆိုတဲ့စကားလုံးနဲ့အတူတူပဲလို့မှတ်ပေါ့ဗျာအဲ့ဒီယရနာဆိုတဲ့စကားလုံးလေးကတော့နောက်တစ်မျိုးအဓိပ္ပာယ်ရှိသေးတယ်သူကရတိန်စနေတိတိရတနံတဲ့နော်ပျော်ရွှင်နှစ်သက်မှုကိုဖြစ်စေလို့သူ့ကိုယရနာလို့ခေါ်တယ်တဲ့နော်စိန်လဲဆိုကြည်ကောက်ရဗရမ ्या လဲဆိုကြည်ကောက်ရလို့ဘယ်သူမှစိတ်ပြက်လက်ပြက်ဖြစ်မသွားပါဘူးဟုတ်တယ်မလားပျော်သွားတာပဲဒကာကြီးတွေကဈေးတွေကနေပြီးတော့ခဏတော့ငါဒကမာကြီးပဲမွေးနေပဲနော်သူ့ကိုလက်ဆောင်ပေးလိုက်ဥမာပဲခုခေတ်စကားနဲ့ပြောရင် surprise ပေါ့ဟုတ်တယ်မလားဝဲလာပြီးတော့တိတ်တိတ်လေးသွားပေးကြည့်ဒကမာကြီးကများစိတ်ပြက်လက်ပြက်နဲ့ချုံဝဲချပြီးတော့များငိုးနေလိမ့်မယ်ထင်လားအဲ့ဒါပျော်ရွှင်မှုကိုဖြစ်စေတတ်တဲ့အတွက်သူ့ကိုယရနာလို့ခေါ်တယ်ဗျာဒါသူ့ရဲ့ဓာတ်သဘာဝကိုရိုက်ခတ်တာအဲ့ဒါမှတ်တာအဲ့ဒါမျိုးကိုတွေ့လိုက်တဲ့ပုဂ္ဂိုလ်ကတခါတည်းကိုလန့်သွားတာပဲစိတ်ထဲနှလုံးထဲမှာသွားရိုက်ခတ်တာသူ့ရဲ့အစွမ်းတတ္တိကသိပ်ပြင်းထန်တယ်အဲ့ဒီဗရမ ्या တုံးတို့စိန်တုံးတို့ပေါ့အင်မတန်ရှားပါတဲ့ယရနာပစ္စည်းတွေဟာသူ့မြင်လိုက်တာဒါစိန်တုံးပဲဒါကယရနာတုံးပဲကြောက်တုံးပဲပေါ့အင်မတန်ဖိုးတန်တဲ့ယရနာပဲလို့တိလိုက်တာနဲ့ဒီပြန်နဲ့စိတ်ထဲမှာလှုပ်ခတ်သွားတာလှုပ်ခတ်သွားတာသူ့ရဲ့အစွမ်းတတ္တိကဘလောက်တောင်လူစီကိုရိုက်လာတယ်ဆိုတာသိကြပေါ့အဓိပ္ပာယ်ဟုတ်တယ်မလားအဲ့ဒီအဓိပ္ပာယ်နဲ့သုံးထားတာယရနာတို့ဒုံလဘဆိုတာအတူတူပဲတဲ့ဒုံလဘဆိုတာတော့ဓာတ်ရိုက်ကိုသူကဒုဆိုတာရှားပါတယ်ပေါ့နောက်ကလဘဆိုတာလဘတိဆိုတာရတာနေရာတိုင်းမတွေ့နိုင်ဘူးတော်တော်ကိုရှားရှားပါးပါးနဲ့မှတွေ့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာ